ဒီကုန်းချုပ်ဟုတ်လားတိုက်တွန်းချက်ကဘာတော့ဘာဝေထထင်ကိကံမက်ကံမက်ကင်၈ပါးကိုပွားများပြီးတော့နေကြရမယ်တဲ့ဧတာဗုဒ္ဓ ानु သာသနေအဲ့ဒါဘုရားအဆိုစုတို့ရဲ့အဆုံးအမဩဝါဒပါတဲ့အဲ့တော့မက်ကင်၈ပါးကိုပွားများတယ်ဆိုတာကနော်လူငယ်တွေနားလည်အောင်အကြံဉာဏ်လေးအတူဆုံးလေးဦးဇင်းတို့ပြောမယ်နော်မက်ကင်၈ပါးကိုပွားပြီးတော့နေရမယ်ဆိုတာဘာကိုပြောတာလဲမက်ကင်၈ပါးထဲမှာတမ္မာဒိဋ္ဌိမက်ကင်ကခေါင်းဆောင်ပဲလေတမ္မာဒိဋ္ဌိဖြစ်ရင်ကျန်တဲ့မက်ကင်တွေဖြစ်တာပါပဲမင်းကွန်းစတော်ကြီးကတော့ယထာတွဲ၈တွဲမှာခေါင်းတွဲကသာပုံမှန်ခုံမောင်းမယ်ဆိုရင်နောက်တွဲတွေဟာနောက်ကလိုက်လာမှာပဲတဲ့ဟုတ်လားတမ္မာဒိဋ္ဌိဆိုတဲ့မက်ကင်ဒီမက်ကင်၈ပါးထဲမှာခေါင်းတွဲမက်ကင်ပဲနော်သူကစက်ခေါင်းလို့ဆိုရလိမ့်မယ်သူပါလို့ရှိရင်နောက်တွဲတွေအကုန်လုံးလိုက်လာမယ်တမ္မာသင်္ကပ္ပဆရှိတဲ့မက်ကင်တွေအကုန်ဖြစ်မယ်ပေါ့အဲ့တော့တမ္မာဒိဋ္ဌိဆိုတာဘာလဲအတူဆုံးပြောရရင်တော့တမ္မာဒိဋ္ဌိဆိုတာမမြဲတာကိုမမြဲဘူးလို့သိရင်အဲ့ဒါတမ္မာဒိဋ္ဌိပဲနော်တတ်တဲ့နည်းနည်းလေးချက်ပြောရရင်တော့ခန္ဓာမှာအကြောင်းအားလျော်စွာဖြစ်ပေါ်လာတဲ့ရုပ်တဘာဝနာမ်တဘာဝလို့ဆိုတဲ့တဘာဝတရားမျိုးစုံတို့သည်ဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပြောက်သွားကြတယ်ဆိုတဲ့အချက်ကိုထင်ထင်ရှားရှားပြီးပြင်းသိမြင်နားလည်တယ်ဆိုရင်အဲ့ဒါပါလေတမ္မာဒိဋ္ဌိတမ္မာဆိုတာမှန်မှန်ကန်ကန်ဒိဋ္ဌိဆိုတာမြင်တာသိတာအမှန်သိတဲ့အမြင်ပေါ့ဟုတ်လားလောကကြီးကမမြဲတာဆိုတာမမှန်ဘူးလားမှန်တယ်နော်တခါကြီးမိုင်းများဆိုပါစို့မနေ့တုန်းကပြောခဲ့ဆိုခဲ့စားခဲ့တောက်ခဲ့တွေးခဲ့ကြံခဲ့စဉ်းစားခဲ့ဝမ်းသာခဲ့ဝမ်းနေခဲ့အတွေ့အကြုံအဖြစ်ပြက်မျိုးစုံမနေ့တုန်းကမဖြစ်ခဲ့ဘူးလားအဲ့ဒါတွေဒီနေ့ပါရှိသေးတော့မနေ့တုန်းကအဖြစ်ပြက်အတွေ့အကြုံမျိုးစုံတို့ဒီမနေ့တုန်းကပဲလုံးဝပြီးဆုံးပျောက်ကွယ်သွားကြပြီဟုတ်လားဒီကနေ့ထိလိုက်မလာဘူးဒီကနေ့မှလည်းမနဲ့ခင်းကအတွေ့အကြုံဖြစ်ပြက်မျိုးစုံတို့ဒီနေ့လေထိလိုက်မလာဘူးနေ့လေကကိစ္စဖြစ်ပြက်အတွေ့အကြုံမျိုးစုံတို့ဒီညနေထိဖြစ်မနေဘူးဟုတ်ရလားဖြစ်ရမှာတင်ပြီးဆုံးချုပ်ပြောက်ကြရတယ်အဲ့ဒါလို့နီးနဲ့ဘဝဆိုတာအသစ်ဆက်ဖြစ်တယ်ဖြစ်တိုင်းတော့ထိုအသစ်ယုံနံတို့ဒီလည်းပဲဒလဇက်ချုပ်ပြောက်ပြီးဆုံးသွားကြတယ်ဒလဇက်ဖြစ်ပြီးတော့ဒလဇက်ချုပ်ပြောက်ပြီးဆုံးသွားကြတယ်အဲ့ဒီအချက်ကိုပြီးပြင်းမြင်တယ်ဆိုရင်ဒါဘာခေါ်မလို့တမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိသာဖြစ်အောင်လုပ်ရင်တမ္မာသင်္ကပ္ပဆရှိတဲ့မဂ္ဂင်တွေမဖြစ်ပေဘူးလားဖြစ်ပဲဒါကြောင့်မဂ္ဂင်၈ပါးကိုပွားများပြီးတော့နေရမယ်ဆိုတာဘာကိုပြောတာလဲဘဝမှာအကြောင်းအားလျော်စွာဖြစ်ပေါ်လာတဲ့မြင်ခြင်းကြားခြင်းနားခြင်းစားခြင်းထိခြင်းတွေးခြင်းလို့ဆိုတဲ့ဟောဒီ6ချက်ပဲရှိတယ်နော်တကယ်တမ်းကတော့ဟုတ်တယ်မဟုတ်လားဒါတွေကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့အရာတွေလည်းအများကြီးရှိသေးတယ်ပေါ့ဟုတ်လားသို့တော့ပိဋကပေါင်းသူတော်ကောင်းတို့အကျဉ်းမြင်အားဖြင့်အဲ့ဒီရုပ်တဘာဝနံတဘာဝတဘာဝတရား2မျိုးတို့ကိုဖြစ်တိုင်းဖြစ်ပြီးတဲ့နောက်ချုပ်ပြောက်သွားကြတယ်ဆိုတာကိုဒါသိမယ်ဆိုရင်ဒါမဂ္ဂင်၈ပါးကိုပွားများနေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်မမြဲဘူးဆိုတာလေးကိုမျက်ခြေမပြတ်စေနဲ့ပေါ့နော်အလုံးဟာပြီးဆုံးချုပ်ပြောက်သွားကြတဲ့အရာတွေကြီးပဲလောကကြီးမှာမပြီးဆုံးမချုပ်ပြောက်တာရဲ့လို့ဘာမှမရှိဘူးယံကိဉ္စီသမုဒယဓမ္မတပ္ပန္တံនិရောဓဓမ္မန္တိဖြစ်ပေါ်လာသမျှသဘောတဘာဝအလုံးတို့သည်ပြီးဆုံးချုပ်ပြောက်သွားကြတာကြီးပဲဆိုတာမထင်ရှားဘူးလားထင်ရှားတယ်အဲ့ဒါလေးကိုပိဋကပေါင်းတော်ကောင်းတို့ဦးဇင်းတို့တွေမျက်ခြေမပြတ်စောင့်ကြည့်တတ်မယ်ဆိုရင်ဒါမဂ္ဂင်၈ပါးကိုပွားများတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါဦးဇင်းတို့တတိယဂါထာရဲ့အဓိပ္ပာယ်နော်သူဂါထာလေးတွေကမြတ်စွာဘုရားကစနစ်တကျဟောတယ်လို့ဦးဇင်းထင်တယ်ဦးဇင်းကတော့အဲ့လိုယုံကြည်ထားတယ်ဟုတ်လားဆိုကြပါစို့ပထမဦးဆုံးဂါထာဆိုလို့ရှိရင်ပြင်းရည်ခြင်းသည်ဘေးမပြင်းရည်ခြင်းသည်ဝရိယတရားသည်ဘေးကင်းရာအဲ့ဒါကိုနားလည်ပြီးတော့ဝရိယနဲ့ပြည့်စုံစွာနေကြရမယ်ဟောတိုက်တွန်းချက်ကလေးနဲ့အုပ်တာနော်ဟုတ်လားနောက်ဒုတိယဂါထာငင်းခုန်ခြင်းသည်ဘေးမငင်းခုန်ခြင်းသည်ဘေးကင်းရာအဲ့ဒါကိုသိမြင်နားလည်ပြီးတော့နော်ကိုရောစေရောညီညွတ်ပြီးတော့နူးညံ့သိမ်မွေသောစကားကိုပြောဆိုပြီးတော့နေကြရမယ်အပါဘူးလားပါတယ်ဟောအခုတတိယဂါထာကြတော့မေ့လျော့ခြင်းသည်ဘေးမမေ့မလျော့ခြင်းသည်ဘေးကင်းရာဒါကိုသိမြင်နားလည်ပြီးတော့ဘယ်လိုနေရမှာတော့မဂ္ဂင်၈ပါးကိုပွားများပြီးတော့နေရမယ်ဒါလေးပါတယ်နော်အဲ့ဒါဒီပင်လည်းပါလေဖရာအဆူစုတို့ရဲ့အဆုံးအမဩဝါဒပါတဲ့ဟုတ်လားဒီကနေ့ဦးဇင်းကဒကာကြီးဒကာမကြီးများကိုရင်းနှီးပဲတရားကိုဟုတ်လားဆွေးနွေးတဲ့အနေနဲ့ပဲနေပြောနေတာဟုတ်လားဦးဇင်းတို့ပြောတာတဏှာကြီးတောင်ခွဲတော့မယ်ဗျနော်ဦးဇင်းအခုတရားတွေနည်းနည်းပြန်ရှည်လာပြန်ပြီပြောရတာတိတ်မမောလို့နဲ့တူတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီကနေ့ပြောလိုက်တာဂါထာဘယ်နှပုဒ်လဲ3ပုဒ်နော်ဂါထာ3ပုဒ်ဖြင့်ဘေးဘယ်နှမျိုးကိုသိရလဲ3မျိုးနော်ပြင်းရည်ခြင်းသည်ဘေး
ညင်းခုန်ခြင်းသည်ဘေးမေ့လျော့ခြင်းသည်ဘေးအဲ့ဒီဘေးတွေကလွတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဒီလမ်းကမပါဘူးလားပါတယ်ပြင်းခြင်းကြောင့်ဖြစ်ပေါ်တဲ့ဘေးတွေကလွတ်ချင်တယ်ဆိုရင်ဝရိယရှိရမယ်ညင်းခုန်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဘေးတွေကလွတ်ချင်တယ်ဆိုရင်မငင်းနဲ့ပေါ့မေ့လျော့ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေဘေးတွေကလွတ်ချင်တယ်ဆိုရင်မမေ့မလျော့နေကြရမယ်ဟုတ်ရဲ့လားတရားကောင်းစဉ်ကဘေးမဖြစ်အောင်နေပါလို့ဦးဇင်းတို့တတ်ထားတာနော်အဲ့တော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့တဏှာကြီးခွဲလောက်ပြောလိုက်တဲ့ဒီတရားစကားတွေကိုစက္ကန့်ပိုင်းအတွင်းဏိကုံးချုပ်လို့ရတယ်ဟုတ်လားကိုဆုံးမချက်ကလေးနဲ့ဏိကုံးချုပ်ရမှာပေါ့ဟုတ်လားမပြင်းနဲ့ပြင်းရင်ဘေးသင့်လိမ့်မယ်မငင်းနဲ့ငင်းရင်ဘေးသင့်လိမ့်မယ်မမေ့နဲ့မေ့ရင်ဘေးသင့်လိမ့်မယ်တဲ့ကဲဒါဆိုရင်ပြည့်စုံမသွားဘူးလားပြည့်စုံသွားတယ်နော်နော်တခါကြီးဒီမိုင်မြဟုတ်တယ်နော်ဒါကြောင့်ဘေးမဖြစ်အောင်နေရမယ်ဆိုတာမပြင်းမငင်းမမေ့သောအဖြစ်နေမယ်ဆိုရင်ဒါဘေးမဖြစ်အောင်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကိုပဲရည်ရွယ်ပြီးတော့ဦးဇင်းတို့ကဘေးမဖြစ်အောင်နေပါလို့တရားကောင်းစဉ်တတ်ထားတာဆိုလိုတာကမပြင်းမဲနဲ့နေနိုင်ရမယ်မငင်းမဲနဲ့နေနိုင်ရမယ်မမေ့ပဲနဲ့နေနိုင်ရမယ်အဲ့ဒါဆိုရင်ဘေးဖြစ်เสียအကြောင်းရှိသေးသလားမရှိတော့ဘူးဟုတ်ရဲ့လားပြင်းနေရင်တော့ဘေးသင့်မှာပဲငင်းနေရင်တော့ဘေးသင့်မှာပဲမေ့နေရင်တော့ဘေးသင့်မှာပဲတဲ့ဟုတ်လားဒါကြောင့်ဘေးသပေါင်းသူတော်ကောင်းတို့သည်မပြင်းညမူ၍မငင်းညမူ၍မမေ့ကြမူ၍ကိုဘေးမဖြစ်အောင်နေနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်းလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးအဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘွန်တုတေဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘွန်တုတေဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘွန်တုတေဒေတုမကံတင်တရားနာပိသပေါင်းတော်ကောင်းတို့စာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခဏ်တို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်္ဂဝါလူသေးစုမကပွင့်တော်မူကြတဲ့ဆိုသူတို့ဒါပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကိုးတီစောအာနုဘော်တော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနမဲလီတံဖူလီတံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကိုးတီစောအာနုဘော်တော်တို့ကြောင့်၎င်းသဗ္ဗတံဃာနုဘာဝေနမေကထံ၄ယောက်ဖလထံ၄ယောက်ဆိုသောရှေးအောင်တော်ရိယသံဃာရှင်မြတ်တို့နဲ့တကွာသီလကုံတမာတိကုံပညာကုံတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း